ပြင်ထွက်ရင်ချွေးတော်မထွက်နိုင်တော့ပဲတကူလုံးပူရှင်းနေတဲ့ဒီလိုနှွေပူရှင်ရောက်မှာလမ်းသွားရင်တစုံတယောက်ရုတ်တရက်လဲကျသွားတာမျိုးကြုံနေရင်ဘာလုပ်မလဲမင်္ဂလာပါအာရောချန် YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ပူပြင်းတဲ့နှွေရာသီမှာဖြစ်လေဖြစ်တာရှိတဲ့အပူရှက်ခြင်း history အကြောင်းနဲ့အပူရှက်ပြီးတော့သတိလက်မိန်မျောသွားတဲ့လူနာကိုအရေးပေါ်ဘယ်လိုမျိုးအသက်ကယ်ဆယ်ရမလဲဆိုတာကိုဝေမျှပေးသွားမှာဖြစ်ပါတယ်ကျန်းမာရေးသိပညာဘုဒ္ဓတာတွေသိရှိနိုင်မှုအတွက် channel လေးကို subscribe လုပ်ထားပေးပါခင်ဗျာ history ဖြစ်သွားတဲ့လူနာကိုစေးရုံကားဆောင်နေရင်ဒါမှမဟုတ်စေးရုံပို့နေရင်လမ်းမှာနေအချိန်မဆွဲပဲအခုပြောမဲ့အရေးပေါ်ပြုစုနေတွေကိုအမြန်ဆုံးလုပ်ပေးဖို့လိုအပ်ပါတယ်အရင်ဆုံးလူနာကိုအရေးအောင်ဒါမှမဟုတ်လေဝင်လေတဲ့ကောင်းတဲ့အေးတဲ့နေရာကိုအမြန်ဆုံးရွှေ့ရပါမယ်လူနာကတတိယနေတဲ့ရင်တော့ရေအချွေဒါမှမဟုတ်ဓာတ်စားရည်ကိုများများဝင်အောင်တိုက်ပြရပါမယ်တကယ်လို့လူနာရဲ့အသားကိုကင်ကြည့်လိုက်လို့ချွေးမထွက်ပဲပူချစ်ပြီးခြောက်ကပ်နေပြီဆိုရင်ဒါဟာအသက်အန္တရာယ်ရှိတဲ့ heat stroke အဆင့်ကိုရောက်နေပါပြီအဲ့ဒီအချိန်မှာကျွန်တော်တို့စီမှာအယူဆမှားတစ်ခုဖြစ်တဲ့နေပူတွေကလာတာရေချက်ချင်းထိရင်အပူရှက်ပြီးအန္တရာယ်ရှိတယ်ဆိုတာကိုခဏမေ့ထားလိုက်ပါ heat stroke ဖြစ်နေတဲ့လူနာကကိုရင်းကလေးစာတွေနဲ့အုံနောက်ပါပျက်စီးတော့မယ့်အခြေအနေမှုအမြင့်ဆုံးအေးသောအောင်လုပ်ပေးဖို့ကနံပါတ်1အရေးကြီးဆုံးဖြစ်ပါတယ်လူနာရဲ့ဝေစားတွေအထက်ထက်ဖြစ်နေရင်အကုန်ဆွဲခွာပြီးတော့ချွတ်ပြရပါမယ်ခန္ဓာကိုယ်ပူချိန်ကြဖို့ကအဓိကမှုအပူတွေအကုန်ဖယ်ထုတ်ပြရပါမယ်ရေခဲရည်ဖြစ်ဖြစ်ရေအေးဖြစ်ဖြစ်တကူလုံးကိုလောင်းချပါရေဘက်တိုက်ပြီးပါအထူးသဖြင့်သွေးလွှတ်ကြောကြီးတွေရှိတဲ့လေပင်ဂျိုင်းကြားနဲ့ပေါင်ရင်းတွေကိုရေခဲအိတ်ဒါမှမဟုတ်ရေဘက်ဝတ်တွေတင်ပေးထားပါမယ်အဲ့ဒီအဝတ်တွေပူလာတာနဲ့ရေပြန်ဆွပြီးအပူကုန်တဲ့အထိထက်ခါလုပ်ပြရပါမယ်တန်ငါရှိရင်ဓာတ်ရိုက်ဖွင့်ထားပြီးအဲကွန်ရှိရင်လည်းအေးဆုံးအဆင့်မှာထားပေးရပါမယ်ဒီလိုမျိုးအချိန်နဲ့တပြေးညီပြုစုပေးတာကလူနာကိုတင်မင်းလက်ထဲကနေဆွဲထုတ်လိုက်တာနဲ့အတူတူပါပဲဒါရီလုပ်ပေးနေရင်တပြိုင်နက်တည်းမှာပဲနိစ္စရာစေရုံကိုအမြန်ဆုံးပို့ဆောင်ပေးဖို့မမေ့ပါနဲ့ခင်ဗျာကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ